အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နွေဦးတော်လှန်ရေးတွင်အင်အားစုစည်းညီညွတ်မှုဖြင့် Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးပန်းတိုင်သို့ချီတက်ကြရန် KIO KIA ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးခွမ်းမော်သတိပေးတိုက်တွန်းနေဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖက်စစ်အာဏာရှင်တော်လှန်ရေးတွင်အင်အားစုစည်းညီညွတ်မှုဖြင့် Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးပန်းတိုင်သို့ချီတက်ကြရန် KIO KIA ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးခွမ်းမော်ကတော်လှန်ရေးအင်အားစုများသို့သတိပေးပြောဆိုပါတယ်။ယမန်နေ့ပြုလုပ်သည့်ချင်းညီနောင် Chin Brotherhood အဖွဲ့အစည်းထိထောင်ခြင်းနှစ်ပြည့်အခမ်းအနားသို့တက်ရောက်မင်ကွန်းပြောဆိုစဉ်ဒုတိယဗိုလ်ချုပ်ကြီးခွမ်းမော်ကအထက်ပါအထိုင်သတိပေးပြောဆိုလာခြင်းဖြစ်ပါတယ်။တော်လှန်ရေးမှာမတရားမှုကိုတွန်းလှန်နေခြင်းဖြစ်ပြီးအင်အားစုစည်းမှုမှာအလွန်အရေးကြီးကြောင်းစုစည်းမှုအင်အားမှာခွန်အားအစစ်ဖြစ်ကြောင်းဒုတိယဗိုလ်ချုပ်ကြီးခွမ်းမော်ကပြောဆိုပါတယ်။တော်လှန်ရေးလို့ပြောတာကတော့မတရားမှုကိုတွန်းလှန်တဲ့ဝေါ်ဟာရဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာတော်လှန်ရေးသမားတွေဖြစ်တယ်လို့ခံယူတာနဲ့အညီကျွန်တော်တို့ကမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေဖို့လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့စုစည်းဖို့အရေးကြီးပါတယ်။ရန်သူကိုကျွန်တော်တို့ကလက်နက်အင်အားအခြားသောအင်အားများနဲ့ရှင်ဖို့ဆိုတာခက်ခဲပါတယ်။အမှန်တရားပေါ်မှာရပ်တည်ပြီးစုစည်းတဲ့ခွန်အားကပဲတကယ်ခွန်အားစစ်မှန်ဖြစ်ပါတယ်ဆိုတာကျွန်တော်တို့အမြဲတမ်းသတိချက်ဖို့လိုပါတယ်။ကျွန်တော်တို့တိုက်ပွဲတွေအချိန်တော်တော်များများဆင်နွှဲခဲ့ကြပါပြီ။စစ်ခန်းသိမ်းတာတို့ကိုဘက်ကအနိုင်ရတာတို့ကိုဘက်ကအရေးနေတာတို့အများကြီးရှိပါတယ်။အောင်ပွဲဆိုတာကတော့နောက်ဆုံးအဆုံးဖြတ်မှာထွက်ပေါ်လာတဲ့အဖြစ်ကအောင်ပွဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာတူညီတဲ့ပန်းနိုင်ရှိပြီးသားဖြစ်တယ်လို့ယုံကြည်ပါတယ်။တော်လန်နဲ့မတရားမှုကိုကျွန်တော်တို့တော်လန်နဲ့ဒါကျွန်တော်တို့ရဲ့အစဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ပန်းနိုင်ကတော့တကယ်စစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်မယ်ဆိုတဲ့ပန်းနိုင်ဖြစ်တယ်။အဲဒီတော့ကျွန်တော်တို့ကဘယ်ကနေစပြီးဘယ်မှာအဆုံးသတ်မလဲဆိုတာအတိအကျရှိတယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ဒီလိုမှန်ကန်တဲ့လမ်းကြောင်းပေါ်သွားတဲ့အခါမှာကျွန်တော်တို့စုစုစည်းစည်းနဲ့တစ်ဖက်နဲ့တစ်ဖက်တယောက်နဲ့တယောက်အချိတ်ဆက်မိမိနားလည်မှုအပြည့်နဲ့ဆောင်ရွက်ဖို့လိုပါတယ်ဟုဒုတိယဗိုလ်ချုပ်ကြီးခွမ်းမော်ကပြောဆိုပါတယ်။မြန်မာနိုင်ငံဟုပေးထွန်းလာခြင်းကလေးကတစုတစည်းတည်းမတိဆောက်နိုင်ခဲ့ကြောင်းထို့ကြောင့်ယနေ့အချိန်ဖျုပ်ဖျဲဖြစ်နေရကြောင်းယခုနွေဦးတော်လှန်ရေးသည်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအခွင့်အရေးတစ်ခုဖြစ်ပြီးအခင်းအကျင်းအသစ်လည်းဖြစ်ကြောင်းလက်နက်ကိုင်တပ်ဖွဲ့များအကြားနားလည်မှုနဲ့ညီညွတ်မှုအထူးလိုအပ်ကြောင်းလက်နက်ကိုင်တော်လှန်ရေးနဲ့အတူအနာဂတ်အတွက်လည်းတည်ဆောက်ရမည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်ဒီတစ်ချိန်နွေဦးတော်လှန်ရေးဟာအစီအစဉ်တကျတော်လှန်ပြီးအစီအစဉ်တကျကျွန်တော်တို့ရဲ့ Federal Democracy ပြည်ထောင်စုကိုတည်ဆောက်ဖို့အတွက်အခွင့်အရေးတစ်ခုဖြစ်ပါတယ်အခင်းအကျင်းအသစ်ဖြစ်ပါတယ်ဒီလိုအခင်းအကျင်းအသစ်မှာကျွန်တော်တို့ဟာစိတ်သက်ခေါ်အားကာယခေါ်အားအလုံးကိုအရင်အနည်းပြုပြီးတော်လန်နေတဲ့တစ်ချိန်တည်းမှာပဲကျွန်တော်တို့ဘာတွေလိုချင်လဲကျွန်တော်တို့ဘာတွေတစ်ဖက်နဲ့တစ်ဖက်နားလည်မှုပေးရမလဲဆိုတဲ့အပိုင်းကိုလည်းဖွင့်ဖွင့်လင်းလင်းဆွေးနွေးဖို့ဖြစ်ပါတယ်ဒါကြောင့်ခုနကခေါင်းဆောင်များမိန့်ကြားသလိုပဲတစ်ဖက်ကလက်နက်ကင်တော်လှန်ရေးတစ်ခုတည်းလောက်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့အနာဂတ်တည်ဆောက်နေတဲ့အချိန်ဖြစ်တယ်ဆိုတာကိုတော့အမြဲတမ်းကျွန်တော်တို့ဒါကိုသတိချက်ပြီးမှတည်ဆောက်နေဖို့လိုပါတယ်ဟုသူကဆက်ပြောပါတယ်အင်အားစုစည်းညီညွတ်ရေးလှုပ်ဆောင်ရာတွင်အမလို့အမရဖြစ်ရမှုများရှိကြောင်းတို့ရာတွင်အခက်အခဲများရှိနေလင်ကစားစုစည်းညီညွတ်မှုကသာအောင်မြင်မှုကိုဆောင်ယူပေးနိုင်ပြီဖြစ်ကြောင်းဒုတိယဗိုလ်ချုပ်ကြီးခွမ်းမော်ကချက်မှန်သတိပေးပြောဆိုပါတယ်ဒီကနေ့ကျွန်တော်တို့အင်အားတွေကိုစုစည်းဖို့ပြောတဲ့အခါမှာတခါတလေမှကျွန်တော်တို့စီမှာအားလုံးအားမရပါဘူးကျွန်တော်တို့တိုင်းရင်းသားလူမျိုးတွေအသီးသီးမှာဒါညင်းပယ်လို့မရတဲ့အချက်ဖြစ်ပါတယ်ကျွန်တော်တို့စုစည်းဖို့လိုပါတယ်ချောင်းလေးတစ်ချောင်းမှရှိတဲ့ရေနေသက်တဝါတွေကတော့နေပါတယ်ချောင်းတွေ3-4ချောင်းအများကြီးပေါင်းစည်းပြီးမြစ်ကြီးဖြစ်လာတဲ့အေယာဝတီမြစ်ကြီးမှာရှိနေတဲ့ရေနေသက်တဝါတွေကပိုပြီးများပါတယ်ပိုပြီးအကျိုးပြုနိုင်ပါတယ်ပိုပြီးတော့မှအကျိုးရှိစွာနဲ့အေယာဝတီမြစ်ကြီးကိုအသုံးချနိုင်တယ်လို့ပဲကျွန်တော်တို့အင်အားတွေကိုစုစည်းလို့ရှိရင်တနိုင်ငံလုံးကိုကျွန်တော်တို့အကျိုးပြုနိုင်တဲ့ဝန်ဆောင်မှုပေးနိုင်တဲ့မြစ်ကြီးတစ်စင်းဖြစ်လာမယ်လို့မျှော်လင့်ပါတယ်ခုနကပြောသလိုပဲကျွန်တော်တို့တိုက်ပွဲတွေအများကြီးဆင်နွှဲတဲ့အခါမှာကျွန်တော်တို့ရဲ့အရင်းမြစ်တွေဘယ်လောက်လိုအပ်လဲဆိုတာကလည်းကျွန်တော်တို့သိမြင်ပြီးသားဖြစ်ပါတယ်ဒီလိုကြီးမားတဲ့အရင်းမြစ်တွေကိုလည်းတစ်ဖွဲ့ချင်းပြည်내တစ်ခုချင်းအလိုက်ဆောင်ရွက်နေလို့မရပါဘူးစူးစီးဖို့လိုပါတယ်စူးစီးတယ်လို့ပြောတဲ့အခါမှာဘယ်သူကအထက်လဲဘယ်သူကအောက်လဲဆိုတဲ့အတွေးခေါ်တွေကကျွန်တော်တို့ကိုခဏခဏအနှောက်ယှက်ပြီးပါတယ်ဒီလိုဟာမျိုးကိုအဖွဲချတဲ့ကိုခေါင်းထဲကိုရိုက်သွင်းတဲ့ဟာတွေကိုနားထောင်လို့မရပါဘူးစူးစီးရမယ်တာဝန်ကိုစီရှိတယ်ဆိုတဲ့ဟာကိုလည်းသတိချက်ဖို့လိုပါတယ်ကျွန်တော်တို့တော်လှန်ရေးကအဆုံးမှာတကယ်ပဲ Federal Democracy ပြည်ထောင်စုကြီးကိုတည်ဆောက်မယ်ဆိုတဲ့ရည်မှန်းချက်အတိအကျရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကနေ့ကျွန်တော်တို့မမိတ်မတုံသွားဖို့လိုပါတယ်ဟုဒုတိယဗိုလ်ချုပ်ကြီးခွမ်းမော်ကပြောဆိုသွားပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ကတော့တရုတ်တငွေပိုင်လိုင်းရခိုင်တပ်တော် AA ဖောက်ခွဲဖျက်ဆီးတဲ့ဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရခိုင်ပြည်နယ်တွင်ဖြတ်တန်းတည်ရှိသောတရုတ်မြန်မာတဘာဝတငွေပိုင်လိုင်းတစိမ့်တစ်ပိုင်းအောင်ရခိုင်တပ်တော် AA မှဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းဒေသခံသတင်းရင်းမြစ်အချို့ကပြောဆိုကြပါတယ်။အဆိုပါဖြစ်စဉ်သည်မကြာသေးမီကရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများပြင်းထန်လာနေသည့်အခြေအနေများနှင့်ဆက်နွယ်နေကြောင်းလည်းသုံးသပ်သူများကခန့်မှန်းကြပါတယ်။သတင်းရင်းမြစ်များအရဖောက်ခွဲခံရသည့်နေရာမှာတဘာဝတငွေပို့ဆောင်ရေးအတွက်
အလွန်အရေးပါသည့်အပိုင်းတစ်ခုဖြစ်ပြီးဖောက်ခွဲမှုကြောင့်ဓာတ်ငွေ့စီးဆင်းမှုအချိန်ပိုင်းရပ်တန့်သွားနိုင်ကြောင်းသိရပါတယ်။သို့သောအတည်ပြုနိုင်သောတရားဝင်ထုတ်ပြန်ချက်များကိုယခုအချိန်ထိမတွေ့ရှိရသည့်သဖြင့်ပျက်စီးမှုအတိုင်းအတာနှင့်လူထိခိုက်မှုရှိမရှိကိုတိကျအတည်ပြုနိုင်ခြင်းမရှိသေးပါ။ဒေသခံများကတော့ဖောက်ခွဲတံကြီးများကြားရပြီးနောက်လုံခြုံရေးအခြေအနေမတည်ငြိမ်လာသဖြင့်အနီးဝန်းကျင်ကြေးရွာများမှလူအချို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်းပြောဆိုကြပါတယ်။ထိုကဲ့သို့အခြေအနေများကြောင့်စီးပွားရေးလုပ်ငန်းများရပ်နားရခြင်းတည်ယူပို့ဆောင်ရေးခက်ခဲလာခြင်းတို့ဖြစ်ပေါ်လာကြောင်းလည်းသိရပါတယ်။တရုတ်မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်းသည်ဒေတာရင်းစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုအတွက်အရေးပါသည့်အခြေခံအဆောက်အအုံဖြစ်တဲ့ဖြင့်ယခုဖြစ်စဉ်သည်ဒေတာရေးရာအပြင်နိုင်ငံတကာရေးရာအထိသက်ရောက်မှုရှိနိုင်ကြောင်းသုံးသပ်သူများကသတိပေးကြပါတယ်။အထူးသဖြင့်လုံခြုံရေးကိစ္စရပ်များနှင့်ရင်းနှီးမြှုပ်နှံမှုအန္တရာယ်များပုံမှန်မြင့်တက်လာနိုင်ကြောင်းလည်းဆိုကြပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်၍သက်ဆိုင်ရာအဖွဲ့အစည်းများ၏တရားဝင်ထုတ်ပြန်ချက်များထွက်ပေါ်လာခြင်းမရှိသေးသည့်အတွက်သတင်းချက်လက်များကိုဆက်လက်စောင့်ကြည့်အတည်ပြုရန်လိုအပ်နေစေဖြစ်ကြောင်းသတင်းဖွဲ့များကဖော်ပြထားကြပါတယ်။ဆက်လက်ပြီးနယ်သာလန်တွင်ရွေးကောက်ပွဲအတွက်ကင်းလှည့်နေသည့်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးအများပြားသေဆုံးနေဆွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းတာယာဝတီခရိုင်နယ်တလင်းမြို့နယ်တွင်ပြီးခဲ့တဲ့ဒီဇင်ဘာ28ရက်နေ့ကရွေးကောက်ပွဲအတွက်ကင်းလှည့်နေတဲ့စစ်ကော်မရှင်စစ်ကြောင်းနှင့်တော်လှန်ရေးတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးစစ်ကော်မရှင်တပ်ဖွဲ့ဝင်10ဦးထပ်မံသေဆုံးခဲ့ကြောင်းသိရပါတယ်။စစ်ကော်မရှင်လက်အောက်ခံအင်အား35ဦးပါပြူစောတီစစ်ကြောင်းမှာနယ်ဒလင်းမြို့နယ်ကန်တုံးစစ်ကြီးပါသို့စစ်ကြောင်းထိုးခွင့်ရောက်လာပြီးအသင့်ဆောင်ဆိုင်နေသည့်တော်လှန်ရေးတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာပြူစောတီအဖွဲ့ဝင်2ဦးသေဆုံးခဲ့ပြီးစစ်သုံးဆောင်ပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါပြူစောတီတပ်ဖွဲ့များမှာပေါင်းနယ်မြို့နယ်အတွင်းရှိချန်နီကန်ကွက်တစ်စခန်းပြင်ပုံပြူစောတီရွာမှဖြစ်ပြီးအနီးတစ်ဝိုက်ကျေးရွာများသို့လှည့်လည်စစ်ကြောင်းထိုးနေခြင်းဖြစ်ပါတယ်။သူတို့ကတော့ရွေးကောက်ပွဲကိုကာကင်းအနေနဲ့ပတ်နေတာဒါပေမဲ့သူတို့မလာဘူးတဲ့ရွာကိုလာတယ်ကျွန်တော်တို့ကလည်းအနီးနားမှာရှိတဲ့အတွက်ချက်ချင်းပိတ်ဆို့တိုက်ခိုက်လိုက်တာအကုန်လုံးထွက်ပြေးတာပေါ့နော်အလောင်းတွေတော့မရဘူးပစ္စည်းနည်းနည်းပပပိတ်ချလိုက်တယ်ပြီးတော့သူတို့ကအကောက်အကွယ်ကောင်းသွားတယ်ဖုန်ကြီးကျောင်းစာတင်ကျောင်းဆိုတော့ဟူတာယာဝတီခရိုင်3800တက်ရင်ဒုတက်ရင်မှုဦးညီကသတင်းဌာနကိုပြောပါတယ်အလားတူအဆိုပါနေ့တွင်ပင်နယ်ဒလင်းမြို့နယ်တောင်ညိုကွက်တစ်ရဲစခန်းမှထွက်လာသည့်စစ်ကော်မရှင်ပူးပေါင်းပြူစောတီစစ်ကြောင်းနှင့်တော်လန်ရေးတပ်ဖွဲ့တို့ကွင်းကျဲရွာအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့ရာတပ်သား10ဦးကွင်းကျင်သေဆုံးခဲ့ပြီးတနက်တလက်နှင့်စစ်သုံးဆောင်ပစ္စည်းအများပြားသိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။စောစောကပဲဒရုန်းတွေလာချတယ်။ပေါက်တုံးကြီးရွာပေါ်ကိုဒရုန်းသီးလာချတယ်။ထောက်လျှောက်ပဲလက်နက်ကြီးတွေထုနေတယ်။မနေ့ကလည်း120မမတွေထုနေတယ်။မျိုးတွေကလည်းလှမ်းထုတယ်။နယ်ဒလင်းအရှိတ်ချမ်းကိုတော်တော်လေးကိုလုံနေတဲ့သဘောပေါ့နော်ပါရာမော်တာတွေရောဒရုန်းတွေနဲ့ရောအဆက်မပြတ်သုံးနေတယ်စစ်ရေးကတော့တင်းမာနေစေပဲဟုဦးညီကပြောပါတယ်အဆိုပါတိုက်ခိုက်မှုများကိုတာယာဝတီခရိုင်တပ်ရင်း3800တက်ခွဲ2တက်ခွဲ6အေယာညီနောင်စစ်ကြောင်းတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဆက်လက်ပြီးဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် UK နိုင်ငံသားရေးဝန်ကြီးဦးဆောင်မယ်လို့ဆိုတဲ့ဆိုတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် PRP တောင်းဆိုမှုတွေလှုံ့ဆော်ဖို့ UK နိုင်ငံသားရေးဝန်ကြီးအိတ်ကူးပါကဦးဆောင်နေတယ်လို့ဗီတိန်သတင်းဌာန The Independent ကဖော်ပြထားပါတယ်။မတရားဖန်ဆီးထိန်းသိမ်းခံခဲ့ရတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ UK နိုင်ငံသားရေးဒနသဟာရနဲ့ဖွံ့ဖြိုးတိုးတက်ရေးရုံး FCDO ကလည်းတောင်းဆိုချက်တစ်စောင်ထုတ်ပြန်ထားပြီးသူမရဲ့ကျန်းမာရေးအခြေအနေကိုလည်းစိုးရိမ်ပူပန်မိတယ်လို့ဆိုပါတယ်။မြန်မာအရေးကိုကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေးမှုတွေအပါအဝင်ကမ္ဘာကအာရုံစိုက်နိုင်ဖို့ UK အစိုးရအနေနဲ့အမြဲကြိုးစားဆောင်ရွက်နေပါတယ်။ဒေါ်အောင်ဆန်းစုကြည်အပါအဝင်မတရားဖန်ဆီးခံထားရသူအလုံးကိုလွှတ်ပေးဖို့ကိုလည်း UK အစိုးရကဆက်လက်တောင်းဆိုနေပါတယ်လို့ FCDO ပြောရေးဆိုခွင့်ရှိသူကလည်း The Independent ကိုပြောကြားထားပါတယ်။ UK နိုင်ငံသားရေးဝန်ကြီးအိတ်ကူပါကလည်းထိန်းသိမ်းခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေနဲ့လက်ရှိမြန်မာနိုင်ငံအခြေအနေကိုလည်းစိုးရိမ်မိတယ်လို့ပြောကြားထားပြီးဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးမှာသူ့အနေနဲ့ဦးဆောင်သွားမယ်လို့ဆိုပါတယ်။နေပြည်တော်အကျဉ်းထောင်အတွင်းမတရားထိန်းသိမ်းခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးသူမရဲ့သားဖြစ်သူ Ken Eric ကလည်းစိုးရိမ်မှုတွေရှိနေပြီးသူရဲ့မိခင်ဟာထောင်တွင်းသေဆုံးသွားတာဖြစ်နိုင်တယ်လို့ Reuters သတင်းဌာနနဲ့အင်တာဗျူးမှာပြောဆိုထားပါတယ်။ဘယ်သူမှအမေကိုမတွေ့ရတာ2နှစ်ကျော်သွားပြီးအမေကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးဘာမှမသိရဘူးအမေကိုသူ့ရဲ့ရှေ့နေအဖွဲ့တွေနဲ့လည်းစစ်အုပ်စုကတွေးခွင့်မပြုထားဘူးကျွန်တော်သိထားရသလောက်တော့အမေတည်ဆုံးသွားပြီလို့နားလည်ရပါတယ်လို့ Kim ကအင်တာဗျူးမှာပြောဆိုထားပါတယ်
ဒေါအောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေကိုစိုးရိမ်ကြောင်းနိုင်ငံတကာကလည်းကြေကြေပြန့်ပြန့်ထုတ်ဖော်ပြောဆိုလာချိန်စစ်အုပ်စုပြောခွင့်ရဇော်မင်းထွန်းကဒေါအောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကောင်းမွန်ကြောင်းတပ်တွေအထောက်အထားတစုံတရာမပြဘဲတုံ့ပြန်ပြောဆိုခဲ့ပါတယ်။အသက်80အရွယ်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံကောင်းဆောင်တွေနဲ့ဒီမိုကရေစီတက်ကြွလှုပ်ရှားသူထောင်နဲ့ချီကိုစစ်အုပ်စုကမတရားဖမ်းဆီးထားပြီးမှရွေးကောက်ပွဲကျင်းပနေမှုအပေါ်ဒါဟာအနှစ်သာရမရှိတဲ့အထူးရောက်ရွေးကောက်ပွဲသားဖြစ်တယ်လို့ဒေါအောင်ဆန်းစုကြည်ရဲ့စီးပွားရေးမူဝါဒအကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့သူရှောင်းတာနစ်ကလည်းရှုံချပြောဆိုထားပါတယ်။